ကဘာပေါ်မှာတကယ်ရွှေ့နိုင်မလားငကားတို့ရဲ့တမိုင်းဒီမေကွန်းကလူသားတို့ရဲ့ရာစုနဲ့ပေါင်းများစွာကလေးကစဉ်းစားစရာဖြစ်စီခဲ့တယ်အရှိတိုင်းကနေအနောက်တိုင်းအထိတိုင်းပြည်တိုင်းမှာကိုယ်ပိုင်ငကားပုံပြင်တွေနဲ့ယုံကြည်မှုတွေရှိနေခဲ့ကြပါတယ်ဒါကဘာကြောင့်လဲတရုတ်ပြည်ရဲ့ငကားတွေဟာဉာဏ်ပညာကံကောင်းခြင်းနဲ့ရေကိုကိုစားပြုပါပဲသူတို့ဟာအစွမ်းထပ်ပြီးလေးစားခံရတဲ့နတ်ဖျားတွေလိုပါပဲဥရောပနိုင်ငံတွေကတော့မီးမုတ်ထောက်ပြီးယတနာတွေစောက်ရှောက်တဲ့ကြောက်မဲ့ဖွယ်ကောက်တဲ့တတ်တော်တွေဖြစ်ပုံဖော်ခံရပါတယ်သူတို့တို့သူရဲကောက်တွေကတိုက်ခိုက်ပြီးအနိုင်ယူခဲ့ကြရတယ်တမာကျန်းစာနဲ့ရှီဟောင်းဘာသာရေးကျမ်းတွေမှာလည်းငွေကြီးတွေငကားကြီးတွေအကြောင်းဖော်ပြချက်တွေရှိခဲ့ပါတယ်လေးပါးရတက်နဲ့ဗျားဒိတ်ကျမ်းတွေကငကားကြီးလို့ပေါ့ရှေးဟောင်းတမိုင်းပညာရှင်တွေဟာလည်းငကားတွေကိုမြင်တွေ့ခဲ့ရတယ်လို့မတန့်တင်ခဲ့ကြပါတယ်သူတို့မြင်ခဲ့ရတာကတကယ်ပဲငကားတွေလားနာမည်ကျော်ခီးသွွားမာကိုပိုလိုတော့မှာတရုတ်ပြည်မှာအေယာမငွေကြီးတွေနဲ့ဆင်းတိုးတဲ့ငကားတွေကိုမြင်တွေ့ရတယ်လို့သူ့ရဲ့မှတ်တမ်းတွေမှာရေးထားခဲ့ဖို့ပါတယ်ဘိုင်ကင်တွေရဲ့တင်းဘော်တွေရဲ့ထိပ်မှာငကားကောင်းတွေတက်ထားပြီးသူတို့ရဲ့ဒန်တာအီတွေထဲမှာ Fafne လို့ငကားကြီးတွေအကြောင်းပါဝင်ခဲ့ပါတယ်အမေရိကန်တိုင်ရင်သားတွေရဲ့ဒန်တာအီတွေမှာလည်းမိုးကျူးငတ်နဲ့မွေးနဂါလိုတတ်တော်ဝါကြီးတွေရှိခဲ့ပါတယ်သူတို့ကလည်းတဘာဝတရားရဲ့အစွမ်းကိုကိုစားပြုပါတယ်အာဖရိကမှာဆိုရင်တက်တန်မွေးကြီးလိုပုံမြင်တွေရှိခဲ့ပါတယ်ဒီမွေကြီးတွေဟာမိုးလေဝသကိုထိန်းချုပ်နိုင်တယ်လို့ယုံကြည်ကြပါတယ်သိပ္ပံပညာရှင်တွေကတော့ရှေးဟောင်းဒိုင်နိုဆောရဲ့အယိုးတွေကိုမြင်တွေ့ခဲ့ရတာကနေငကားပုံပင်တွေပေါ်ပေါက်လာတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကပြန်တန်းနိုင်တဲ့တေရောဆော်လိုတတ်တော်တွေဟာငကားတွေနဲ့စင်တူယိုးမှဖြစ်နေကြပါတယ်လက်ရှိကဘာပေါ်မှာလဲကိုမိုဒိုဒရာဂန်လိုအေယာမအင်ညောင်တွေရှိနေသေးပါသူတို့ရဲ့နာမည်မှာဒရာဂန်ဆိုတာပါနေခြင်းဟာတိုက်ဆိုင်မှုပဲလားတမှုတရားနက်ကြီးတွေထဲကPlesiosa နဲ့မိုးစာစာလို့ရှေးဟောင်းရေနေတွားတတ်တော်ကြီးတွေဟာလည်းတင်ဘောသားတွေရဲ့ငကားပုံတင်တွေရဲ့ရင်းမြစ်ဖြစ်နိုင်ပါတယ်အရှိတိုင်းယဉ်ကျေးမှုမှာငကားဟာဖုံးတန်ကိုကြီးချင်းမင်းမျိုးမင်းနွယ်တွေရဲ့အမတ်တင်ကေတနဲ့ကာကွယ်ပေးသူအဖြစ်ယုံကြည်ကိုးစားခံရပါတယ်အနောက်တိုင်းမှာတော့ငကားဟာလိုဘဖြစ်စည်းတဲ့မကောင်းဆိုးဝါးရဲ့ဖျားရုပ်အဖြစ်တတ်မှတ်ခံရပါတယ်စိတ်ကူးရဲ့ငကားတွေမှာတောင်ပန်တွေအချေးခွန်တွေချွန်ထတ်တဲ့လက်သေးတွေနဲ့မီးရှူနိုင်တဲ့ပါးစပ်တွေပါရှိပါတယ်။နဂါးတွေမီးဘယ်လိုရှူနိုင်မလဲ။တိတ်ပန်နီးကြစဉ်းစားကြည့်မီးသိမ့်တဲ့ငွေလုံးမျိုးကိုထုတ်လွှတ်ပြီးမီးပွားနဲ့ပေါင်းဆက်ပြီးရှူထုတ်တာထိနိုင်ပါမလား။နဂါးတွေကကူကြီးတွေမြင့်မားတဲ့တောင်တွေနဲ့ပင်လယ်နက်ကြီးတွေထဲမှာနေထိုင်တယ်လို့ယုံကြည်ကြပါတယ်။စိန့်ဂျုတ်လိုနဂါးတသူရဲကောင်းတွေရဲ့ပုံပြင်တွေဟာလူသားတွေရဲ့ကြောက်ရွံ့မှုကိုဇွဲလုံးလနဲ့ရင်ဆိုင်ခဲ့ပုံကိုပြသနေပါတယ်။ဒီနေ့ခေတ်မှာဆိုရင် Game of Thrones နဲ့ How to Train Your Dragon လို့ရုပ်ရှင်တွေဇာတ်လမ်းတွေကငကားတွေကိုပြန်လည်အသက်သွင်းပေးခဲ့တယ်။ Cryptid Zoology ပညာရှင်တွေကလည်းငကားတွေလို့မတည်သေးတဲ့တတဝါတွေကိုရှာဖွေနေစေဟာဒါပေမဲ့ငကားလို့ထင်ရတဲ့တတ်တဲ့အထောက်အထားအများစုကတော့ရှေးအောင်ဒိုင်နိုဆောအယိုးတွေမာယွင်းစွာမြင်ရောက်မှုတွေဒါမှမဟုတ်လိမ့်လဲလက်ဖျားမှုတွေဖြစ်နေတတ်တာလေဒါဆိုဘာကြောင့်ငကားပုံပြင်တွေဟာရာစုနှစ်ပေါင်းများစွာကြာမင်းကြောင်ဆက်လက်တည်ရှိနေရလဲငကားတွေဟာလူသားတွေရဲ့စိတ်ထဲမှာရှိတဲ့ကြောက်ရွံ့မှုတွေစိတ်ကူးယဉ်မှုတွေနဲ့အစွမ်းထက်တဲ့အရာတွေကိုကိုစားပြုတဲ့စိတ်ပိုင်းဆိုင်ရာပြာရုတွေထည့်နေနိုင်ပါတယ်။ငကားတွေတကယ်ရှိနေခဲ့ရင်တောင်ဒီကနေ့ခေတ်မှာသူတို့ဘယ်မှာပုံကောင်းနေမှာလဲ။ကဘာရဲ့ဝေးလံခေါင်ဖျားတဲ့တောနဲ့တွေလားမနှက်မမြင်နိုင်တဲ့သမုတ်တွေကအောက်ခြေတွေလား။ငကားတွေတကယ်ရှိတယ်ဆိုတာကိုသက်သေပြဖို့ဘလို့အထောက်ထားမျိုးလိုအပ်မှာလဲ။အသက်ရှစ်နီးတဲ့ငကားတစ်ကောင်ကိုဖမ်းမိဖို့လိုအပ်မှာလားဒန်တာအီနဲ့လက်တွေ့ဘဝရဲ့ကြားကငကားတွေဟာအမြဲတမ်းလူသားတွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုလှုံ့ဆော်ပေးနေရောမှာပါပဲသူတို့ရှိနေသည်ဖြစ်စေငကားတွေဟာကပ္ပယဉ်ကျေးမှုတွေကိုပုံဖော်ခဲ့ပြီးတော့အံ့ဩစရာကြောက်ရွံ့စရာစိတ်ခံစားမှုတွေကိုပြေးဆွမ်းခဲ့ပါတယ်ကဲတင်ရောဘလို့ထင်လဲငကားတွေဟာတကယ်ရှိနိုင်သလားတင်ရဲ့အမြင်တွေကို comment မှာပြောပြခဲ့ပါဦး